တို့ရင်သွေးလေးရေဒီတစ်ခါပြောပြမဲ့ပုံပြင်လေးအနမေကတော့ကျင်းညီနောင်တို့ပဲထပါတယ်နော်တခါကညာဟင်းဝန်တော်ထဲမှာကျင်းညီနောင်တို့ရှိကြတဲ့ဒီနေ့တော့လေကြီးမုန်တိုင်းတိုက်ပါလေတော့အဲ့ဒီမှာပဲကျင်းညီနောင်တို့ဟာမုန်တိုင်းနဲ့အတူကွဲသွားကြတယ်တကောင်ကရင်ကျေးတဲ့သူစီရောက်ပြီးတကောင်ကတော့ခိုးထားထန်ရောက်သွားတာပေါ့ဒီနေ့တော့တောကစားထွက်လာတဲ့ဘရင်ကြီးကလမ်းမပြီးခိုးသားတို့အိမ်ရောက်သွားတာပေါ့ထိုခါကြီးမှာတခေါဖမ်းဟုပြောတော့ခါဘရင်ကြီးလည်းကြောက်ပြီးထွက်ပြေးတာပေါ့အဲ့လိုနဲ့ပြေးရင်ရင်ကျဲတဲ့အိမ်သားကိုရောက်တော့ထိုအိမ်မကြီးကဧည့်သည်အနားယူပါအေးမြသောရေကိုတောက်ပါလက်ဆက်သောတစ်တီကိုသုံးဆောင်ဟုဆို၏ဘရင်ကြီးလည်းအပြန်လန်းမှစဉ်းစားတော့တာပေါ့။အော်ကျေးတောင်လိမ္မာတဲ့သူနဲ့တွေ့ရင်လိမ္မာပြီးစိုးသွားတဲ့သူနဲ့တွေ့ရင်စိုးသွားနဲ့ဆိုတာသူသိသွားတာပေါ့။ဒါကြောင့်စကားကိုချိုးချိုးတသားပြောပြီးရင်ရင်ကျေးကျေးဆက်ဆံကြရအောင်နော်